ပကံလန်းတွေကိုရှောက်တဲ့ကစိတ်ထဲမှာခံစားရတဲ့ခံစားချက်ကဒီလမ်းတွေကိုတစ်ချိန်ကကိုယ်ပဲရှောက်ခဲ့ဘူးလို့စိတ်ထဲမှာမျှော်မှန်းကြည့်လို့ရတာတခုကကြတော့ဒီနေရာကိုစိတ်မှာတစ်ခါတည်းမှာဖြစ်တာဒီနေရာကိုရောက်ခဲ့ဘူးလို့နော်ဘယ်တော့ရောက်ခဲ့ဘူးမှလည်းမသိဘူးရင်ဘဝတော့ပဲဒီနေရာရောက်ခဲ့တာလားပကံတကယ်ပကံခစ်ထဲမှာဆိုလို့ရှိရင်လည်းဒီနေရာမှာမင်းကြီးမင်းသားတွေရှောက်ခဲ့တာလားအယက်သားတွေရှောက်ခဲ့တဲ့လမ်းလားရှင်ဘရင်တွေရှောက်ခဲ့တဲ့လမ်းလားပကံဝတ်စုံတွေလို့နောက်ဖက်မှာနော်ဝတ်စုံဖာပါကြီးချပြီးတော့မှကိုချစ်တဲ့သူတွေကိုလက်ဆွဲပြီးတော့ရှောက်ခဲ့လေသလားဒါမှမဟုတ်လို့ရှိရင်လက်စီးတွေဒူးနာတွေနော်လက်ထဲမှာဓာတ်တွေလမ်းတွေကင်ထားပြီးတော့မှစစ်သူကြီးတယောက်လိုပဲရဲရဲဝံဝံရှောက်ခဲ့တယ်လားစိတ်ထဲမှာတကယ်ခိုးပကံခက်ကနှစ်ကိုကျော်ကပကံခက်ကလူတွေနေတိုင်းလှုပ်ရှားသွားလာခဲ့တဲ့ပုံတွေဘယ်လိုရှိမလဲဆိုပြီးတော့စိတ်ထဲမှာခံစားမိတယောက်ယောက်ကိုပဲတရိယာလွမ်းဆွတန်းတာမိရည်တလူလူတခိတခါကိုကဒီပကံမှာလူအဖြစ်နဲ့ရှိနေခဲ့သလားဒါမှမဟုတ်နော်ရှင်ဘရင်ကြီးနေနဲ့ရှိနေခဲ့သလားမူးမတ်ကြီးတယောက်ဖြစ်နေခဲ့သလားတိုင်းသူပြည်သားတွေအနေနဲ့ရှိနေခဲ့သလားဆိုတာအရန်ကိုစိတ်ကူးရင်ပါတယ်တယောက်ယောက်ကိုပဲတတိယနေတယ်လို့ဟိုးတစ်ချိန်ကပကံခစ်ကြီးကိုပဲလွမ်းတယ်လို့အရန်ကိုခံစားလို့ကောင်းတဲ့ပကံလမ်းမှာဒီပကံလမ်းမှာကိုချစ်တဲ့သူတွေနဲ့တွဲပြီးတော့မှလမ်းတွေလျှောက်ခဲ့ဘူးလိမ့်မယ်လူတန်းတွေအတူတူဖျားတွေအတူတူဖူးခဲ့ဘူးမယ်လူတန်းတွေအတူတူပြုခဲ့ဘူးမယ်ဒါကြောင့်ဒီပကံကအမြဲတမ်းလွမ်းဆွစရာရင်ခုန်စရာလွမ်းမောစရာပရိယာစရာတွေနဲ့ပြည့်နေနေတဲ့ပကံလမ်းလေးပါပဲဗျာအားလုံးပဲကျမ်းမာချမ်းသာပြီးတော့မှလိုရင်ဆန္ဒတွေပြေဝနိုင်ကြပါစေကိုချစ်တဲ့သူတွေနဲ့တူတူနေနိုင်ကြပါစေဗျာ